အားလုံးပဲမင်္ဂလာပါရှင် ONN recap မင်္ဂလာမှကြိုဆိုပါရစေဒီတစ်ခါတော့2023မှာထွက်ခဲ့တဲ့ခက်ကြီးမဲ့ Iblis တကယ်ချမ်းပနာတီကြံကြီးဇက်ကားလေးတွေကလူသားတွေကိုလမ်းမရောက်အောင်ဒုက္ခတွင်နေကြအောင်အယက်မျက်နှာအနံကနေချောင်းမြောင်းနေတဲ့စာတန်ရဲ့အန်တီရဲ့အကြောင်းဆက်ဝင်ခန်းလေးကိုပြောပြပေးပါမယ်ရှင်မိုးထဲထန်စွာရွာနေတဲ့ညတညမှာမိုးကအင်ကြီးဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကအခန်းတစ်ခုကိုတစိုက်မတ်မတ်စောင့်ကြည့်နေတာပေါ့အဲ့ဒီအချိန်မှာအာရှာဆိုတဲ့ကောင်မလေးကသူ့မိနဲ့စကားပြောနေတယ်အာရှာကအမေအဲ့ဒီလက်စွပ်ကိုအခုထိဝတ်ထားတုံးလားလို့မေးတော့သူ့မိကဒါကမင်းအခွာလက်ထက်တုံးကပေးခဲ့တဲ့လက်စွပ်လေးလို့ပြန်ဖြေရင်နင်းလဲရီစားရရင်ငါ့အိုဖြစ်သွားမှာပါဆိုပြီးနောက်လိုက်သေးတယ်အာရှာကလည်းအမေကိုဘယ်တော့မှဖြစ်မသွားဘူးတသက်လုံးဖြူစုသွားမှာလို့ဂတိတွေပေးလို့ပေါ့သူ့မိကစိတ်မချတယ်လို့နဲ့မနှက်ပြန်အလုပ်မသွားပဲအိမ်မှာအဖော်လုပ်ပေးပါလားလို့ပူစားတယ်ဒါဖြစ်နေအာရှာကသူနာပြုဆိုတော့လူနာတွေကိုပြစ်မထားနိုင်ဘူးလေအဲ့ဒီအချိန်မှာသူ့မိကတခုခုကိုကြောက်နေတယ်လို့ပဲငါတယောက်တည်းရှိနေရင်တခုခုကငါနားမှာချောင်းနေတယ်လို့ပဲနမိတ်မကောင်းဘူးလို့ပြောရှာတယ်အာရှာကတော့ဒါတွေကအမေစိတ်ထင်လို့ပါလို့ချောပြောနေတာပေါ့ရုတ်တရက်အာရှာခစ်တင်ပေါ်မှာတယောက်တည်းနိုးလာတော့မှခုနကမြင်နေရရဲ့မြင်ကွင်းဒီအားလုံးကသူ့စိတ်ကူးတွေမှန်တွေ့လိုက်ရတယ်တကယ်တော့သူ့မိကမရှိတော့ဘူးမနစ်ခင်အလုပ်သွားတဲ့လမ်းမှာရုံးလို့ခေါ်တဲ့ထူးဆန်းတဲ့မိန်းမတယောက်ကအာရှာကိုလှမ်းခေါ်တယ်ညီအမေငါစီလာသွားတယ်တဲ့အာရှာကကျမအမေဆုံးသွားတာကြာပြီလို့ပြန်ပြောတော့အဲ့ဒီမိန်းမကအာရှာအမေနာမည်ရာတီယာဆိုတာကိုပါသိနေတာအစားကတော့အာရှာကမယုံဘူးအလုတ်သွားရမှာမို့လို့ညင်းပေမဲ့ရုံကသူတို့သားမိညစ်ရောက်ပဲတည်တဲ့ဟိုလျှို့ရဲ့လက်စွပ်အကြောင်းပြောလိုက်ရောအာရှာလည်းအယမ်းအံ့ဩသွားပြီးအဲ့ဒီမိန်းမနောက်ကိုလိုက်သွားမိတော့တာပေါ့အိမ်ရောက်တော့ရုံးကဖျောင်းနိုင်တတိုင်းထုံပြီးနက်ကတော်လိုလိုဘာလိုလိုနဲ့ပူဇော်ခွေးတစ်ခုလုပ်တယ်ဖျောင်းနိုင်ပြီးငိမ့်သွားတာနဲ့နင်ကခန္ဓာကိုယ်တွေကဝိညာဉ်ခွဲထွက်သွားလိမ့်မယ်အဲ့ဒီချိန်ကျမှနင်အမေကိုခေါ်ကြည့်လို့ပြောတယ်မောင်အတိကျသွားတဲ့အချိန်မှာအာရှာကသူ့အမေကိုလှမ်းခေါ်လိုက်တော့တကယ်ပဲတစ်ဖက်ကနေအမေဖြစ်သူရဲ့အတန်ပြန်ကြားရတယ်ဗျာအာရှာကများငိုယိုပြီးသူ့အမေဆုံးလုံးကအကြောင်းတွေကိုပြန်ပြီးရောင်းနေရှာတာအဲ့ဒီမှာရုံးကအာရှာအမေရဲ့ဝိညာဉ်ကိုသူ့ကိုယ်တည်းခတဝင်ပူးခွင့်ဖေးလိုက်တော့အမေဖြစ်သူကအေးစိတ်နေတာပဲအသက်ရှူရတာအရန်ကျက်တယ်လို့ညည်းရှာတယ်အာရှာလည်းအမေကိုတောင်းပန်ရင်းနဲ့ငိုနေတော့တာပေါ့နောက်ဆုံးမြင်ကွင်းမှာတော့ဆေးရုံကသူနာဖြူတွေစုပြီးစကားပြောနေကြတာပေါ့ရှန်တီဆိုတဲ့သူနာဖြူတယောက်ဖျားလို့အလောက်ပြုတ်သွားတဲ့အကြောင်းပေါ့သူကအရင်ကတက်ကြီးဝယ်တွေကအိမ်တွေထိသွားပြီးဖြူစုပေးတတ်တဲ့သူအဲ့ဒီမှာသူနာဖြူတယောက်ဖြစ်တဲ့ဩဂတ်စ်ကတော့ခက်တီတီမဲ့ပြောလိုက်တဲ့အဲ့ဒီရှန်တီအလုပ်လုပ်ခဲ့တဲ့အိမ်ကြီးကတရေ6တာတဲ့တရင်တွေရတော့အဲ့ဒီအိမ်မှာနေတဲ့လူနာဟာချမ်းသာခြင်းလုံးလို့အော့ကလန်နီတီနာတော့ black magic တွေသုံးခဲ့တယ်လို့ကောလာဟလအနေထွက်နေတာပေါ့ဒါပေမဲ့အန်နီဆိုတဲ့သူနာပြူလေးကတော့ဒါတွေကိုအတိတ်ပဲမရှိတဲ့လျောက်ပြောချက်တွေလိုပဲသဘောထားတယ်။အဲ့ဒီညမှာပဲအလုပ်ပြုတ်သွားတဲ့ရှန်တီတယောက်သူ့အခန်းထဲမှာလဲနေတော့ထူးဆန်းတဲ့အသံကြီးကြားလိုက်ရတယ်။ကြည့်လိုက်တော့တခါအပေါ်နားမှာကြောက်စရာကောင်းတဲ့အဖိုးကြီးတယောက်ကိုမြင်လိုက်ရတာ။ရှန်တီခမကြောက်လုံးလုံးစောင်းချုံနဲ့ပုန်းနေပေမဲ့အဲ့ဒီမိတ်ဆာကြီးကကဖြည်းဖြည်းနဲ့ကဒင်ဘိုကိုတွားသွားပြီးတက်လာပါလေတော့။တကယ်ကိုကြက်သီးထားစရာပဲနော်။ပြန်ကြည့်ရအောင်စီးယုံမှာတော့သူနာဗျူတွေကဩဂတ်စ်ပြောတဲ့တရေဇလန်ကိုမယုံမဲငင်းခုန်နေကြတယ်သူတို့ကရာမာကိုအာရှာကရှန်တီနီယာမှာတကယ်ပဲအလုပ်ဝင်မှာလားဆိုပြီးမေးခိုင်းကြတယ်ရာမာကတော့အာရှာကသူ့အမေကိုအယမ်းလွှမ်းနေတာလက်ရှိနေတဲ့အိမ်ကလည်းအမေကိုပဲတတိယစေလို့အလုပ်သက်ပြောင်းလုပ်ချင်နေတာလို့ပြောပြရှာတယ်တကယ်တော့အာရှာအမေကစိတ်ဓာတ်ကြတဲ့ယောဂနဲ့ကိုအဆုံးစီရင်သွားခဲ့တာပါအဲ့ဒီနေ့ကအာရှာကအလုတ်ဆင်းပြီးယာမနဲ့ချင်းတွေ့မနေပဲအိမ်ကိုစောစောပြန်ရောက်ခဲ့ရင်သူ့အမေကိုကယ်နိုင်ကောင်းကယ်နိုင်လိမ့်မယ်လို့တငယ်ချင်းတွေကညမျောတတပြောနေကြတယ်။ယာမကလည်းအဲ့ဒီညကကိစ္စအတွက်အာရှာကိုအားနာနေတာပေါ့။ဒါပေမဲ့အာရှာကတော့ဒါအနည်းအပြည့်မဟုတ်ပါဘူးလို့ရိုးရိုးသားသားပဲပြန်ပြောခဲ့ပါတယ်။နောက်နေ့မှာတော့အာရှာတယောက်အလန့်တစ်အတွက်မစ္စတာအီလန်ရဲ့အင်ဂျီကိုရောက်သွားတယ်။အီလန်ကအိမ်ထဲကိုရင်ရင်ကြီးကြီးဖိတ်ခေါ်ပြီးလူနာအခြေအနေကိုရှင်းပြတယ်လူနာကစကားလေးသိမ့်မပြောနိုင်ဘူးဆရာဝန်လည်းအတွေ့မခံဘူးတခါတလေဆိုစိတ်တိုးတတ်တယ်အာရှာကဆရာမိတ်ဆွေဆရာဝန်အကြောင်းမေးရောအီလမ်ကငါတိတဲ့ဆရာဝန်အကုန်လုံးဆုံးကုန်ကြပြီတဲ့ပြောပုံကခက်ဆန်းဆန်းမယ်နော်ပြီးတော့အရင်ကသူနာပြူလေးလို့ထွက်မပြေးပါနဲ့ဒီအိမ်မှာတယောက်တည်းနေနိုင်ပါမှာလို့လည်းတတိပေးသေးတယ်အဲ့ဒီအိမ်မှာသူမိန်းမမာယာလည်းအရင်ကနေခဲ့ဘူးတယ်လို့ဆိုတယ်တစ်ဖက်မှာလည်းရာမကရှန်တီအယောင်စုံစမ်းကြည့်တော့ရှန်တီကအလုံးထွက်ပြီးကြတဲ့တာဖျားနေတာဘယ်သူဖုန်းမှလည်းမကင်ဘူးဆိုတာသိလိုက်ရလို့ရှန်တီအိမ်လိပ်စာကိုတောင်းလိုက်သေးတယ်။အာရှာကတော့အလုတ်စနေပြီပေါ့။လူနာကိုရေပတ်တိုက်ပြီးရင်ဂီယူဆိုင်ပြုစုနေတယ်။ဒါပေမဲ့ညစာကျွေးဖို့လောက်တဲ့အချိန်မှာတော့လူနာကအာရှာကျွေးတဲ့သမင်းပကံကိုဒေါသတကြီးနဲ့ရိုက်ခွဲပေးလိုက်ပါတော့တယ်။အာရှာကတော့စိတ်ရှည်လက်ရှည်ပါပဲ။လူနာဖိုးကြီးကသမင်းပကံကိုရိုက်ခွဲပေးပေမဲ့သူကဒီလိုလုပ်ရင်ယောဂမပြောက်တဲ့နေမှာပေါ့ဆိုပြီးချော့ပြောရှာတယ်။ဒါပေမဲ့အဲ့ဒီညမှာတင်ထူးဆန်းတာတွေစကြုံကြတော့တာပဲ။အာရှာရေချိုးခန်းထဲမှာရှိနေတော့မင်းကလေးတယောက်ရဲ့အတန်ကသူ့ကိုလှမ်းခေါ်နေတယ်လို့မျိုးပေါ့
အာရှာကတော့အလုံများနေတာနဲ့ဂယုမဆိုင်မိလိုက်ဘူးအာရှာကရာမနဲ့ဖုံးပြောရင်းလူနာအဖိုးကြီးကိုတနာနေရှာတယ်အိမ်မာကပြုစုမဲ့သူတယောက်ပါကျန်တော့တာသမီးလေးကလည်းငငယ်တဲကဆုံးသွားတယ်ဇနီးလည်းမရှိတော့ဘူးတဲ့နောက်နေ့မနက်အိမ်ရှိဝင်သေးထွက်ကြည့်တော့ဂူနှစ်ခုကိုတွားတွေ့တယ်အဲ့ဒီချိန်မှာလူနာအခန်းပင်းပေါက်ကနေတယောက်ယောက်ကသူ့ကိုစိုက်ကြည့်နေတာမြင်လိုက်ရလို့အမြန်ပြေးကြည့်တော့လေအဘိုးကြီးအစ်မေကနှစ်နှစ်ချိတ်ချိုက်အိပ်ပျော်နေပြန်ရောရာမကနေမကောင်းမှုဆိုရင်ရှန်တီစီကိုတွားကြည့်တာအိမ်ရှိရောက်တော့ခြံတကားကအလိုလိုပွင့်သွားတယ်ဗျာအိမ်ထဲဝင်လိုက်တာနဲ့နန်းစောနေတာပဲကြည့်လိုက်တော့မှရှန်တီကကတင်ဖော်မှာပုတ်ပွားပြီးတေးနေတာကိုတွေ့လိုက်ရတယ်ကျမကြီးဝန်တန်းတွေရောက်တော့တေးတာအပတ်ကျော်ပြီးကြည့်ရတာတခုခုကိုအရန်ကြောက်ပြီးတီလွားနေပုံပဲတဲ့ရာမလည်းလန့်ဖန်ပြီးအာရှာစီဖုံးစာပေးမယ်အာရှာကအိမ်မောကြနေလို့မကိုင်နိုင်ဘူးအဲ့ဒီအချိန်မှာပဲအိပ်ပျော်နေတဲ့အာရှာခေါင်းကိုလက်တစ်ဖက်ကလာပွတ်နေတာအာရှာလက်နှိုးလာတော့ဘယ်သူမှမရှိဘူးဂရင်အောက်ငုံကြည့်ပြီးတခုခုကိုကောက်ဖို့ပြင်တော့မှဂရင်ကကျွေးကနေမိသွားပြီးဂရင်ပေါ်မှာခြေထောက်နှစ်ဖက်တွဲလောင်းချပြီးထိုင်နေတဲ့သူတယောက်ကိုမြင်လိုက်ရတာအာရှာလည်းလက်နှိုးလာတော့မှအိမ်မက်မှန်းတည်ရတယ်ဒါပေမဲ့ဒါကနမိတ်တစ်ခုပဲလေနောက်နေ့အာရှာကအဘိုးကြီးကိုထမင်းချေးဖို့ထပ်ကြိုးစားပြန်တယ်ဒါပေမဲ့အဘိုးကြီးကဒီထမင်းတွေကိုသွားလွှင့်ပြလို့အော်ပြီးပန်းကန်ကိုထပ်ပြစ်ပေါက်ပြန်တော့အာရှာလည်းစိတ်ပြက်ပြက်လဲကျမ်းပြင်ကိုတန်ရှင်းရေးလုပ်ရင်းဂရင်အောက်မှာထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့တယ်အခြားဂရင်ပေါင်းမှာလည်းအဲ့ဒီလိုပစ္စည်းမျိုးထပ်တွေ့ပြန်တော့သူကတော့ဘာမှမဟုတ်လောက်ပါဘူးဆိုပြီးအမိုက်ပုံးနဲ့ပြစ်ထည့်လိုက်တာပေါ့အဲ့ဒီချိန်မှာပဲမစ္စတာအီလန်ရဲ့ဇနီးမာယာကိုပထမဆုံးကြိမ်ပြီးကြောခိုင်းလေးရတာအမိထားနဲ့မြင်လိုက်ရတယ်စေယုံမှာတော့ရာမနဲ့ဖာမွန်တို့ကဒီစေယုံကတင်ချိုင်းကုန်းကြနေရပဲတိတ်ဆိတ်လိုက်တာလို့ပြောနေတော့ရာမအိမ်သားသွားတယ်ရုတ်တရက်မီးတွေအကုန်ပြတ်သွားပြီးအမောင်တို့ကြီးဖုံးလန်းသွားပါလေရောရာမတီတော့အိမ်သားတွေကအထွက်အမောင်ထဲမှာနဲ့ထေဆုံးသွားတဲ့ရှန်တီရဲ့ဝိညာဉ်ကိုမြင်လိုက်ရလို့သွေးပြက်မတတ်ကြောက်လန့်ပြီးပြေးတာပေါ့တကားတွေကလည်းအကုန်ပိတ်နေလို့ကချာဘက်ကနေပြေးမယ်လို့တော့ရှန်တီရဲ့တရေကရှေ့ကနေထပ်ပေါ်လာပြန်ရောမီးတွေပြန်လာပြီးဖာမွန်ရောက်လာတော့မှပဲရာမလည်းအသက်ဆက်ရတော့တယ်ဒါပေမဲ့ဒီအဖြစ်ပြက်ကသူ့စိတ်ထဲမှာဆွဲနေပြီးအိမ်ရောက်တဲ့အထိမေ့မရတော့ဘူးနောက်နေ့မနက်မှာတော့အာရှာကဂရင်အောက်မှာတွေ့တဲ့ထူးဆန်းတဲ့ပစ္စည်းတွေကိုဓာတ်ပုံရိုက်ထားလိုက်တယ်ပြီးတော့အင်ရှင်မစ္စတာအီလန်စီမှာမိသားစုကိစ္စရှိလို့တနေ့လုံးအပြင်သွားမယ်ညနေမှပြန်လာမယ်ဆိုပြီးစာလေးထားခဲ့တာပေါ့အာရှာနဲ့ယာမတို့နှစ်ယောက်ဆိုင်ကယ်လေးနဲ့အိမ်တအိမ်ရှိရောက်သွားကြတယ်အဲ့ဒါကတော့အာရှာကိုအရင်ကကူညီဖူးတဲ့ရွန်ရဲ့အိမ်ပဲပေါ့အာရှာကကတင်အောက်မှာတွေ့တဲ့ပစ္စည်းတပ်ပုံတွေကိုပြပြီးဒါတွေကဘာလဲလို့မေးလိုက်တော့ရွန်ကညနာပြတ်သွားပြီးရှင်းပြတယ်ဒါတွေကအဆောင်လက်ဖတ်တွေပဲဒါပေမဲ့ဒါကကာကွယ်ပေးတဲ့အဆောင်မဟုတ်ဘူးလူကိုဖျားနာစေပြီးကန်ဆိုးစေတဲ့ကျိန်စာတဲ့အဆောင်လက်ဖတ်တွေတဲ့ယွန်းကဆက်ပြီးလူနာအစ်မေးကတကယ်ဖျားနေတာမဟုတ်ပဲသူ့မိသားစုကပဲသူ့ကိုဒီအဆောင်လေးနဲ့ပြူစားထားတာချစ်နိုင်တယ်လို့ခံမှန်းတယ်အဲ့မှာယွန်းကရမာရဲ့မွေးနေ့ဝက်ထန်ကိုမေးကြည့်တော့ရမာကအင်္ဂါနေလို့ဖြေတာပေါ့ယွန်းကအယံဝမ်းသာသွားပြီးဒီအချိန်မှမွေးတဲ့သူတွေကအောက်လန်းပယောဂတွေကိုခုခံနိုင်စွမ်းရှိတယ်လို့ပြောပြီးအာရှာကိုအိမ်ပြန်အဲ့ဒီအဆောင်ကိုမီးရှို့ပြီးဂါထာမန်တန်တစ်ခုယူဖို့မှားလိုက်တယ်အပြန်လမ်းမှာရမာကယွန်းကိုတိတ်မယုံဘူးရှန်တီအကြောင်းဘာလို့မပြောလဲလို့မေးတော့အာရှာကပြောပြီးပြီရှန်တီကအဲ့ဒီအိမ်မှာအလုပ်မဝင်ခင်ကတည်းကယောဂအခန်းရှိတာလို့ယွန်းကပြောတယ်တဲ့အာရှာကတော့ယွန်းကိုအပြည့်အဝယုံနေပုံပဲအချိန်မနှောင်းစေဘူးအိမ်ကိုအမြန်ပြန်လာခဲ့တယ်အိမ်ရောက်တာနဲ့အာရှာကဘသူမှမသိအောင်အဆောင်လက်ဖွဲ့ကိုမီးရှို့ပြီးဂါထာရွတ်တော်တာပဲအဲ့ဒီအချိန်မှာပဲမစ္စတာအီလန်ရဲ့ဇနီးကတကားကိုဒေါထတကြီးလာထုတော်တယ်အခန်းထဲဝင်လာတာနဲ့တခုခုမီးလောင်နေတဲ့အနံ့ကိုရသွားပြီးအာရှာကိုနင်ဘော်ရီလုံနေတာလဲဆိုပြီးစစ်မေးပါလေရောအာရှာကိုအင်ရှင်ကတော့မြန်ကအကြီးကျယ်ဆူတော့တာပဲနင့်အလောက်ကလူနာကိုပြုစုဖို့ပဲတခြားကိစ္စတွေထွေဝင်မပါနဲ့ဆိုပြီးငေါက်ငန်းလွတ်လိုက်တယ်အာရှာကဒီအိမ်မှာအိမ်မက်ဆိုးတွေမြင်နေရတယ်လို့ပြောတာတောင်အဖက်မလုပ်ဘူးနင်ဒီအိမ်ရဲ့တမိုင်းချောင်းကိုဘာမှမသိပဲလောက်မပြောနေတဲ့ဒါပေမဲ့အဲ့ဒီညမှာပဲထူးဆန်းတာတစ်ခုဖြစ်လာတယ်အာရှာအိမ်မက်ထဲမှာသူ့အမိပေါ်လာပြီးအခန်းထဲကလူယူဝတ်လမ်းကြောင်းတစ်ခုကိုပြပေးသွားတယ်အာရှာလည်းနိုးလာတော့ဘီရိုကြီးကိုဘေးဖယ်ကြည့်လိုက်တာတကယ်ပဲလူယူဝတ်တကားတစ်ခုတွေ့ရောဗျာအဲ့ဒီထဲမှာရေစစ်ပူဇော်တဲ့အခန်းကြီးရှိနေတာအာရှာလည်းအထောက်ထမ်းရအောင်ဓာတ်ပုံတွေအမြန်ရိုက်ထားလိုက်တယ်ရမာခမည်းအိတ်နေရင်ရှန်တီရဲ့တရေကိုသူ့အခန်းထဲမှာမြင်လိုက်ရတော့လက်နိုးလိုက်ရပြန်တယ်ဒီဖက်မှာတော့အင်ရှင်ကတော့မြန်ကအာရှာကိုမတွေ့လို့အစ်မီရဲ့အခန်းထဲလိုက်ရှာရင်းနဲ့ဟိုလူယူဝတ်ခန်းအကြောင်းသိတော့တယ်သူကသူ့ခင်မင်းအီလမ်ကိုရှင်ဒီအခန်းအကြောင်းသိရတာနဲ့ကျမကိုဘာလို့ဖုံးထားတာလဲဆိုပြီးရန်တွေ့တော့တာပေါ့အီလမ်ကလည်းဝင်ကန်လိုက်ရတယ်ဒါနဲ့ပဲမြန်ကဆရာကြီးထာထိုကိုအင်ကိုအမြန်လာဖို့ဖိတ်လိုက်တယ်ရမာကတော့ယွန်းစီကိုပြန်သွားတယ်ယွန်းကနင်ဒီနေ့လာမယ်ဆိုတာငါကြိုသိနေတယ်လေအာရှာပို့လိုက်တဲ့ဓာတ်ပုံတွေကိုကြည့်ပြီးယွန်းကအပြေထုတ်ပေးတယ်ဒီအိမ်ထဲမှာနတ်ဆိုးတကောင်ကိုမွေးထားတာမဲတဲ့ကျဖတ်မှာလေဆရာကြီးထာထိုရောက်လာပြီးအိမ်အနောက်မှာအဆောင်တွေလိုက်ကတ်တယ်သူကတော့ဒါတွေကအိမ်ကိုကာကွယ်ဖို့လို့ပြောတာပေါ့ဒါပေမဲ့ယွန်းကတော့ရမာကိုတခြားတစ်မျိုးရှင်းပြနေတယ်
ဒီအတက်ကခိုဘရာလို့ခေါ်တဲ့အောက်လန်းနီးပညာတဲ့ဒီနီးနဲ့ချမ်းသာအောင်လှုပ်ထားတဲ့အိမ်တွေမှာထူးခြားချက်၃ခုရှိတတ်တယ်။အိမ်ရဲ့တနေရာမှာအမြဲတမ်းပြုပြင်မွမ်းမံမှုလုပ်နေရမယ်။မိသားစုတစ်ယောက်ယောက်ကအသက်ငယ်ငယ်နဲ့သေရမယ်။ရှစ်နှစ်တစ်ချိန်ရစ်စစ်ပူဇော်ရမယ်။အီလမ်ကဝန်ခံလိုက်ရတာကတော့သူ့နှမလေးကအသက်73နှစ်မှာအကြောင်းရင်းမရှိပဲသေသွားခဲ့တယ်။အဲ့ဒီနောက်အတိအကျ8နှစ်အကြာပဲမှာသူ့အမေကသူ့အဖေရဲ့ကတင်ရှိမှာပဲကျိုးဆွဲချသေးသွားပြန်တယ်။ယွန်းကသုံးသပ်ပြတာကတော့ဒီနတ်ဆိုးနဲ့ချုပ်စာထားတဲ့ဂတိကဝတ်တစ်ခုခုဖြက်ကွက်သွားလို့နတ်ဆိုးကစိတ်ဆိုးနေတာချက်နိုင်တယ်။အဖိုးကြီးအစ်မေးကနောက်ထပ်အလှည့်ကြမှာသူ့သားထက်မှာဆိုလို့အဲ့ဒီအခန်းကိုပိတ်ထားခဲ့တာချက်နိုင်နေတဲ့။အီလမ်ကဝန်ခံလိုက်တယ်။လွန်ခဲ့တဲ့3နှစ်ကအဲ့ဒီလူ့ဝက်တကားကိုပိတ်လိုက်ပြီးကတည်းကသူ့အဖေအသေးအတန်ဖျားတော့တာပဲကျ။ယွန်းကလည်းရှင်းပြတယ်။ဒီလိုနတ်ဆိုးတွေကတီးတန့်အခန်းလိုတယ်။အဲ့ဒီမှာသူ့ကိုအစာကျွေးရတယ်ရစီပူဆိုရတယ်။နတ်ဆိုးကတန်မာလေးလေးတောင်းဆိုတဲ့ရေကကြီးလေးလေးပဲလူအသက်ကိုတောင်တောင့်တတာရတဲ့အခုတော့အဲ့ဒီနတ်ဆိုးကအမောင်ထဲမှာဒေါသထွက်ပြီးမိသားစုတစုလုံးကိုတတ်ဖို့အခွင့်အရေးစောင့်နေတာပေါ့အဲ့ဒီအချိန်ရစီပူဇော်တဲ့အခန်းထဲမှာဆရာကြီးတာတိုတဲ့အီလမ်တို့ဗီဒီယိုရိုက်နေတော့မမျော်လင့်ပဲအာရှာကိုထဲကိုနတ်ဆိုးဝင်ပူးတော့တာပဲအာရှာကကြောက်စရာကောင်းတဲ့အထန်ကြီးနဲ့ထွက်သွားကြလို့အော်ဟစ်နေတော့တာယွန်းကအန်ဒီယေကိုရိတ်မိသွားပြီးတောက်ချာညမှာထူးခြားတဲ့အခမ်းအနားတစ်ခုလုပ်လိမ့်မယ်အဲ့ဒါကိုအမြန်တားမထီမယ်ဆိုပြီးယာမကိုအဲ့ဒီအိမ်ကိုအပြေးလွတ်လိုက်တယ်အိမ်ထဲမှာတော့အာရှာကိုရဲကနတ်ဆိုးနဲ့တာတိုတို့စကားနိုင်လူနေကြတာနတ်ဆိုးကဒါငန်းနေမီနီဘာလာလုတ်တာလဲလို့မေးပြီးတဟဟနဲ့အရဲနေလေတာတိုကအာရှာပစက်ထဲကတခုခုကိုဆွဲထုတ်လိုက်တော့မှအာရှာငိမ့်သွားရှာလေတာတိုကဒီညတောက်ကြနီးမှာအစီရင်လုပ်ရမယ်လို့ဆုံးဖြတ်လိုက်တာပေါ့ညရောက်တော့တာတိုကအစီရင်ဆက်လုပ်ပြီးအဲ့ဒီအချိန်မှာယာမကအိမ်ထဲကိုတိတ်တဆိတ်ခိုးဝင်ပြီးအာရှာစီရောက်သွားတယ်အာရှာခမားချဲတော့တွေလက်တွေအချီခံထားရတာယာမကအမြန်ဖြေးပေးပြီးရောမလိုက်တယ်ငါတို့နှစ်ယောက်အတူတူဒီကာထာကိုရွတ်ရမယ်ဆိုပြီးစာရွက်ထုတ်ပြီးပြင်ဆင်တော့တာပဲတာတိုကတစ်ဖက်မှာဂါထာရွတ်တော့လူနာအဖိုးကြီးအစ်မေကနာကျင်လွန်းလို့အော်ဟစ်နေပြီအာရှာနဲ့ယာမကလည်းတူတူဂါထာရွတ်လိုက်ရောတာတိုရဲ့အစီရင်ပကံကြီးတစ်စစ်စီကွေးထွက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပါလေရောလူတန်ကြားလို့ယာမကကုတင်အောင်မှအမြန်ပုံးနေတော့တာတိုကအခန်းထဲဝင်လာပြီးအာရှာအရင်ကတည်းတက်တာသွားပြီလို့ပြောပြီးပြန်ထွက်သွားတယ်သူတို့ထွက်သွားတာနဲ့ယာမကအာရှာအိတ်ထဲကစာလေးတစ်စောင်ကိုတွေ့လိုက်ရတယ်အဲ့ဒီစာထဲမှာတောက်ကြညောင်မှာအစ္စမေးရအခန်းအောင်တဲ့တဲ့မှာဒီကားထားကို12ကြိမ်တိတိရွတ်ရမယ်လို့ရေးထားတာယာမက9နှစ်ကိုလာခဲ့မယ်လို့အာရှာကိုကတိပေးပြီးထွက်လာခဲ့တယ်တစ်ဖက်မှာလည်းယွန်းကသူ့အိမ်မာရင်းနေအစီရင်တစ်ခုကိုစတင်လေးပြီးဗျာယွန်းကအဝေးကနေနေပြီးအစ္စမေးရအိမ်စီကိုမိတောင်တွေလွတ်လိုက်တယ်လို့မျိုးအစီရင်တွေလုပ်နေတာပေါ့အဲ့ဒီအချိန်မှာအာရှာကရစီပူဇိုးတဲ့အခန်းထဲကိုတွားပြီးသူ့အမေကိုတွေ့ပြန်တယ်အပေါ်ထက်ကအတန်တွေကြားလို့အင်ရှင်ကတော့ညံတက်ကြည့်တဲ့အချိန်မှာတယောက်ယောက်ကသူ့ကိုထွန်းချလိုက်တာကြောင့်ဝင်းထဲမှာဒီပွဲချင်းပြီးသေဆုံးသွားရှာတယ်။အီလမ်တယောက်နိုးလာလို့သူ့မိမအလောင်းကိုတွေ့တော့အယူမတက်ဖြစ်ပြီးသူ့အဖေစီပြေးသွားတယ်။သူ့အဖေကတော့အယူတယောက်လိုတဟဟနဲ့အရဲနေတာလေ။တစ်ဖက်မှာလည်းယာမကယွန်းစီပြန်သွားပြီးအာရှာအိတ်ထဲကအဆောင်ကိုပြပြီးစစ်မေးသွားတာပဲ။ဒီအဆောင်ကတည်သွားတဲ့ရှင်တီအိမ်မှာတွေ့ကြတာနဲ့အတူတူပဲ။ဒါနှစ်လက်ချက်မလား။ဆိုပြီးမိကွန်းထူတောင်းမှယွန်းကတဟဟနဲ့ရဲနီးသူ့ရဲ့ရုံးမတဲ့အစီအစဉ်တွေကိုဝန်ခံလိုက်တော့တယ်။နိုင်ရဲ့စွမ်းအားတွေပိုကြီးလာဟိုအဲ့ဒီအိမ်ထဲမှာရှိတဲ့တခုခုကိုငါလိုချင်တာ။အိမ်ကအဆောင်လေးကြောင်ငါကိုယ်တိုင်ဝင်လို့မရလို့ရှန်တီကိုအရင်သုံးခဲ့တာပဲ။ဒါပေမဲ့ရှန်တီကအသုံးမကျလို့အခုအာရှာကိုအသုံးချနေတာတဲ့။ယွန်းကသူ့ရဲ့အောက်လန်းပညာနဲ့ရာမကိုတတိလက်သွားအောင်လုပ်ပြီးအလောင်းဖတ်နဲ့ပတ်ကရစီပူဆိုဖို့ပြင်တော့တာပဲ။ဒါအတန်ဒီချက်ကြားလိုက်ရရင်တော့ယွန်းကတခုခုထည့်ထားတဲ့အိတ်ကြီးကိုဆွဲပြီးအိမ်ထဲကထွက်လာခဲ့တယ်။အိမ်ကြီးထဲမှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်နေပြီ။အီလန်ကိုတယောက်ယောက်ကကျိုးဆွဲချတက်လိုက်တယ်လို့သူ့အဖေအစ်မေကိုလည်းဓာတ်စီလောင်းပြီးမီးရှို့တက်လိုက်တာ။အဲ့ဒီလူကဘသူဖြစ်မလဲလို့ကြည့်လိုက်တော့အာရှာဖြစ်နေတာဗျာ။အာရှာဟာယွန်းရဲ့ကျိုးဆွဲရအတိုင်းကပြနေရတဲ့ရုပ်သေးရုပ်လိုဖြစ်နေပြီးအင်ရှင်လင်မယားညောင်လုံးကိုသူ့ကိုယ်တိုင်သတ်ခဲ့မိတာပေါ့။အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာတော့အာရှာကများဘာတွေလုပ်ခဲ့မိမှန်းသိပြီးရှိတ်ကြီးတငယ်ငိုကြွေးနေရှာတော့တယ်။ယွန်းကသူယူလာတဲ့အိတ်ကြီးကိုဆွဲပြီးအိမ်ထဲကိုအေးအေးလူလူပဲဝင်လာခဲ့တယ်။အဲ့ဒီအချိန်မှာတော့အာရှာကတော့သူလုပ်ခဲ့မိတဲ့အမှုတွေကြောင့်ကြောက်လန့်တကြားနဲ့ငိုယိုနေတာပေါ့။ဒါပေမဲ့ယွန်းကတော့ဂယုမဆိုင်တဲ့အပြင်သူတတ်လာတဲ့ရာမရဲ့ဦးခေါင်းဖြက်ကြီးကိုအိတ်ထဲကထုတ်ပြီးစပွဲပေါ်တင်လိုက်ပါလေရော။တကယ်ကိုရစ်ဆက်လွန်းလာပါတယ်။ယွန်းကအင်ကာနဲ့မှမွေးဖွားခဲ့တဲ့ရာမရဲ့ဦးခေါင်းကိုသုံးပြီးကာကီမန်လို့ခေါ်တဲ့အင်အားကြီးနှဆိုးကြီးကိုပူဇော်တဲ့အစီအရင်ကိုစလုပ်တော့တာပဲ။သူကကာကီမန်ကိုသူ့ရဲ့အဆောင်အရှောက်အဖြစ်တောင်းဆိုလိုက်တယ်။နှဆိုးကြီးကလည်းငါရဲ့စီကန်းချက်တွေကိုနေလိုက်နိုင်ပါမလားလို့မေးတော့ယွန်းကတသက်လုံးမင်းခိုင်းတမန်လူပါမယ်လို့ကတိပေးလိုက်တယ်။
တကယ်တော့ဒါတွေအားလုံးဟာယွန်းရဲ့စီစဉ်မှုတွေပါပဲအတိတ်ကိုပြန်ကြည့်လျင်ယွန်းကအာရှာကိုငါ့ကိုကူညီရင်နေ့အမေကိုပြန်တွေ့စေရမယ်ဆိုပြီးမြှုပ်ဆွဲခဲ့တာအာရှာခမအမေကိုလွမ်းလွန်းလို့ယွန်းခိုင်းတာတွေကိုမသိပဲလွတ်ခဲ့မိတာပေါ့တကယ်ဗီလိန်ဟာဆရာကြီးတာတိုမဟုတ်ပါဘူးအောက်လန်းဆရာမအစ်စ်ကယွန်းကိုယ်တိုင်ပါပဲရာမရဲ့ကံကြမ္မာရာမအသက်ခံလိုက်ရတာဟာသူ့အင်္ဂါနေ့မှာမွေးဖွားခဲ့လို့ပါပဲအာရှာအမေအာရှာမြင်နေရတဲ့သူ့အမေရဲ့ဝိညာဉ်ဆိုတာတကယ်တော့မရှိပါဘူးအဲ့ဒါကယွန်းကအာရှာကိုအသုံးချဖို့ဖန်တီးထားတဲ့မြစ်လေပြတက်ကွက်တတ်ပါပဲဇလန်အစမှာမြင်ခဲ့ရတဲ့မိုးခိုင်းအင်ကြီးဝတ်ထားတဲ့အမျိုးသမီးဟာတကယ်တော့ယွန်းဖြစ်နေခဲ့တာပါအာရှာတယောက်အိမ်ပြန်ရောက်သွားတဲ့အချိန်မှာကတင်ပေါ်မှာသူ့အမေလဲရောနေတာကိုမြင်လိုက်တာနဲ့ပဲအာရှာတယောက်နဆူးရဲ့လွှဲချက်ထဲမှာပဲထာဝရပိတ်မိသွားသလားဆိုတာကတော့ရှင်တတိထိနေပဲတွေးတောနေရင်ကြံရစ်ထည့်ရတယ်ကဲဇလန်လေးကတော့ဒီမှာပဲပြီးသွားပါတယ်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် like နဲ့ subscribe လေးလည်းလုပ်ပေးပါအောင်နော်